ဘိုကစ်ကနေကြိုဆိုပါရယ်ခီးသွားပြည်သူများအားလုံးအစဉ်ပြေချုံးမှုစေဖို့နဲ့ဟိုတယ်လုပ်ငန်းရှင်ကြီးများအနေနဲ့လည်းမိမိတို့ရဲ့ကိုယ်ပိုင်စီးပွားရေးကိုပုံမှုတိုးတက်လာစေဖို့အတွက်ပေါင်းကူးတတတစ်ခုဖြစ်တဲ့ဘိုကစ် application လေးနဲ့မိတ်ဆက်ပေးလိုပါတယ်ရှင်အနားယူပဲဖြစ်ဖြစ်အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ်မိတ်ဆွေအပေါင်းတင်ချစ်ရတဲ့သူတွေနဲ့အချိန်ကုန်ဆုံးခြင်းတွေပဲဖြစ်ဖြစ်ဘယ်လိုခရီးမျိုးကိုပဲသွားဟိုတယ်နဲ့တဲကုတ်စရာငားရန်ဖို့ကိစ္စတစ်ခုကတိတက်အချိန်ပေးပြီးလုပ်ရတာပဲမဟုတ်လားဒါပေမဲ့ဒါတို့ရဲ့ဒီ Booking application မှာဆိုရင်တော့ခရီးသွားမိတ်ဆွေတွေဟာအချိန်ပေးစရာမလိုဘဲနဲ့မိမိတို့နှစ်သက်ရာတဲကုတ်စရာနေရာကိုတနေရာထဲမှာရှာဖွေနိုင်မှာပဲဖြစ်ပါရဲ့ရှင်ပေးမဲ့မတ်တက်မျိုးစုံနဲ့လည်းငွေပေးချင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုလည်းကိုအစီအစဉ်သွားပြီးလို့ပြောလို့ရနိုင်ပါတယ်ဟိုတယ်လုပ်ငန်းရှင်ကြီးများအနေနဲ့လည်းထောင်ပေါင်းများစွာသောခရီးသွားမိတ်ဆွေတွေရဲ့ရွေးချယ်စရာတွေထဲမှာမိမိတို့ရဲ့လုပ်ငန်းကိုထည့်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ Booking application ဟာဆိုရင်တော့ကိုယ့်ရဲ့ client customer တွေနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ marketplace တစ်ခုဆိုလည်းမမှားပါဘူးရှင်။ဒါတို့ရဲ့ဒီ Booking application ဟာဆိုရင်တော့ဒီလိုမျိုးနှစ်ဦးနှစ်ဖက်အစီအစဉ်စီဖို့အတွက်စူးစမ်းပြင်ဆင်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။လုပ်ငန်းရှင်ကြီးများအနေနဲ့လည်းလူကြီးမင်းတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုဒီ Booking application နဲ့ချိတ်ဆက်ထားခြင်းအပြင်ကိုယ့် hotel ရဲ့ package ကိုတီးတက် promote လုပ်နိုင်ပါတယ်။ Vacation, staycation စတဲ့မတူညီတဲ့ဝန်ဆောင်မှုများအားလုံးကိုလည်းဒီ Booking ကနေတစ်စိခရီးသွားမိတ်ဆွေတွေကိုအသိပေးနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒီ Booking application လေးနဲ့ချိတ်ဆက်ရမှာလဲ registration fees လုံးဝပေးသွင်းစရာမလိုပဲနဲ့အခမဲ့ထည့်သွင်းနိုင်မှာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုအဆင်ပြေရလို့ဒါတင်ပါရဲ့ရှင်။ဒါတို့ရဲ့ဒီ Booking application လေးကိုသုံးစွဲသူတွေဟာလည်းအခုဆိုရင်တနေ့တခြားများပြားလို့လာနေပါပြီ။ဒီ Booking application လေးရဲ့မတူညီတဲ့ခန်းစားခွင့်တွေနဲ့ promo code တွေကိုလည်းခရီးသွားမိတ်ဆွေတွေကအလုံးနှစ်သက်တယ်လို့သိရပါရဲ့ရှင်။ဒါကြောင့် hotel လုပ်ငန်းရှင်များခရီးသွားဆက်လုပ်ငန်းရှင်များအနေနဲ့လည်းဒီ Booking application လေးမှာကိုယ့်ရဲ့လုပ်ငန်းတွေကိုထည့်သွင်းခြင်းအပြင်ခရီးသွားမိတ်ဆွေတွေနဲ့ပုံချိတ်ဆက်နိုင်စေဖို့အတွက်ဒါကဒီကနေဖိတ်ခေါ်လိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်